မဟာမြတ်မုနီဖျားပြုံးတော်မူလာခြင်းမကြသေးမီကမန္တလေးမြို့ရှိမဟာမြတ်မုနီရုပ်ပွားတော်ဤမျက်နှာတော်ပေါ်တွင်ပြုံးတော်မူတကယ်သို့ဖြစ်ပေါ်လာတဲ့ဗီဒီယိုတစ်ခုဟာလူမှုကွန်ရက်သုံးစွဲသူများကြားမှာပြန့်နှံ့သွားခဲ့ပါတယ်။ယခင်ဗီဒီယိုများတွင်ဖူးမြော်နေကြမျက်နှာတော်ပုံစံမဟုတ်ဘဲပြုံးတော်မူနေတယ်လို့ဖြစ်နေတာကြောင့်ဖျားပြုံးတော်မူနေပြီလို့လူအများစုကမှတ်ယူကြပါတယ်။မဟာမြတ်မုနီဖျားဟာမြန်မာနိုင်ငံရှိဗုဒ္ဓဘာသာဝင်များရဲ့လေးစားအားထားပြီးတကူကြီးမားတဲ့ရုပ်ပွားတော်တစ်စုဖြစ်တာကြောင့်ခုလိုပြုံးလာရခြင်းဟာနိုင်ငံစီပင်သားရဝပြောတော့မယ်အေဂျင့်တော်မယ်ဆိုတဲ့အတိတ်နိမိတ်ပြတာလို့ထင်ကြပါတယ်။တချို့ကလည်းမိမိအလိုရှိရာကိုရည်စူးပြီးဆူတောင်းစာများလည်းတွေ့ရပါတယ်။တချို့ကတော့ရုပ်ပွားတော်ရဲ့မျက်နှာတော်ခုလိုဖြစ်ပေါ်လာတာဟာအလင်းရောင်ဖုန်းကင်မရာမှာထွက်လာတဲ့မီးရောင်ကြောင့်ရောင်ပြန်ဟပ်တာဖြစ်နိုင်တယ်လို့သုံးသပ်ကြပါတယ်။တချို့ကတော့မိမိစိတ်အပေါ်မူတည်ပြီးဖျားရဲ့မျက်နှာတော်ဟာပြောင်းလဲနေတာဖြစ်ကြောင်းမိမိရဲ့အေဂျင့်နေတဲ့စိတ်နှလုံးနဲ့ကြည်ရင်ဖျားရဲ့မျက်နှာတော်မှာပြုံးနေမှာဖြစ်ပြီးမအေဂျင့်တဲ့စိတ်နှလုံးနဲ့ကြည်ရင်တော့ပြုံးနေမှာမဟုတ်ဘူးဆိုပြီးထင်မြင်ချက်အမျိုးမျိုးပေးကြပါတယ်။ပရိသတ်ကြီးရောဘလို့ထင်လဲဆိုတာကွန်မန့်မှာမှတ်ချက်ရေးပေးသွားကြအောင်နော်။